မင်္ဂလာပါရှင်ကျမကတော့တားတော်ပိုင်းဆိုပါရှင်ကျမဒီနေ့ဘာမေးခွန်းလေးကြည့်ပေးခြင်းလဲဆိုလို့ရှိရင်တစ်ဖက်သူပေါ့နော်သူ့ကိုရွေးချယ်မှာလဲတချို့ဆိုလို့ရှိရင်တချို့ relationship တွေပေါ့နော်တချို့ဆက်ဆံရေးတွေမှာဆိုလို့ရှိရင်ကိုယ့်ကိုလည်းမပြတ်ဘူးအခြားလူတစ်ယောက်ကိုလည်းမပြတ်ဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုဆက်ဆံရေးမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုဆက်ဆံရေးမျိုးတွေရှိတဲ့အခါကျတော့တရက်ကိုဆုံးရွေးချယ်မှာဖြစ်မဲ့အနေအထားမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးမှာဘာလို့ပါကမ်းမလဲမသိသူဘသူ့ကိုရွေးချယ်ရမလဲမသိဖြစ်နေတဲ့အချိန်မှာအမျိုးမှာဒီဗီဒီယိုကိုတွေ့တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကတိတ်တွက်ပါနော်ဒါဆိုလို့ရှိရင်မိကုံကောင်းစင်တွေကတစ်ဖက်သူဘသူ့ကိုရွေးချယ်မလဲနော်ကိုလားဒါမှမဟုတ်ခြားတစ်ယောက်ကိုလားနော်အဲ့ဒါလေးကိုတစ်ချက်ကြည့်အောင်တစ်ဖက်သူဘသူ့ကိုရွေးချယ်မလဲတစ်ဖက်သူဘသူ့ကိုရွေးချယ်မလဲဆိုလို့ရှိရင်လေသူကလေချီရနဲ့လေအရန်ရှုပ်ထွေးနေတဲ့လူတစ်ယောက်ဖြစ်လိမ့်မယ်အခုတည်းလေသူကနှစ်ယောက်စလုံးကိုစုပ်ကင်နေတုံးပဲဆိုတာကိုတွေ့ရတယ်ဒီဖော်တိုမှာဆိုလို့ရှိရင်ပေါ့နော်သူကဆိုလို့ရှိရင်တခြားသူတစ်ယောက်ကိုပါကိုနဲ့အတူဆွဲမြဲစွာမြဲအဲ့လိုမျိုးပေါ့နော်ကင်ထားတာကိုမြင်ရတယ်ကျွန်မနောက်တစ်ခါထပ်ကြည့်ပါမယ်သူနောက်ဆုံးကြလို့ကျင်တော့လေသူကပြောရမယ်ဆိုလို့ရှိရင်လေအခုလက်ရှိအချိန်ဒီနှကက်မြောက်ကိုကြည့်နေတယ်ဒီသူကလေသူကအခြေမှာလေတော်တော်ရှုပ်ထွေးတာပဲเนาะယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ရီစာများတယ်ဆိုတဲ့သဘောမျိုးပေါ့เนาะကိုကိုလည်းသူလည်းမလုပ်ဘူးခြားသူတယောက်ကိုလည်းလက်မလုပ်ဘူးဒါအပြင်အခြားသောသူတွေကိုလည်းစိတ်ဝင်စားတဲ့အနေအထားမျိုးမှာရှိနေတယ်သူ့မှာကိုအပြင်နောက်တစ်ယောက်အများရှိနေတာကိုတွေ့ရတယ်ဘသူ့ကိုရွေးချယ်မလဲဆိုတာကိုအခုတည်းအဖြေရှာမရဖြစ်နေသေးတယ်ဟုတ်တယ်ဝေခွဲမရတွေဖြစ်နေတယ်เนาะသူဘသူ့ကိုမှလက်မလော့နိုင်ဘူးဖြစ်နေတယ်เนาะသူကဘာဖြစ်လို့လဲဆိုအခြေရင်းမှာအရန်ရှုပ်ထွေးနေတဲ့သူဖြစ်နေမယ်ဒါကြောင့်မလို့2026ကုန်တဲ့အထိသူကလေဘသူ့ကိုရွေးချယ်ရမလဲဆိုတော့တိတိတတ်တတ်ကိုအဖြေထွက်မလာဘူးเนาะဒါကြောင့်2026ကုန်တဲ့အထိသူကဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့သမယကိုသူကလက်မလွတ်နိုင်ပဲနဲ့ကင်ဆွဲနေတော့ပဲချစ်ကြိုက်နေတော့ပဲဘယ်ကိုတွေ့ရတယ်တဦးတယောက်ကိုတီးတန်းဆိုတာမျိုးကိုမတွေ့ရပါဘူးเนาะဒါကခုနှစ်သားသမီးရဲ့အတွက် channel ဟောပေးတာပါရှင် energy ကြိုက်မှာယူပါရှင် energy မကြိုက်ဘူးဆိုလို့ရှိရင်ဒီဗီဒီယိုကိုကိုယ့်ရဲ့ entertainment သဘောဖြစ်နေကြည့်ပေးကြပါရှင်ဒီလိုမျိုးမိကုံမျိုးကိုမိမိတို့ personal မိမိတို့ကိုယ်တိုင်ကိုယ်ကြမေးချင်နေဆိုလို့ရှိရင်တော့ကျမရဲ့ Viber မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်